အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ပစွန်နဲ့ဘီဇက်ရွက်လေးကိုအရေးဆက်ဆက်လေးချက်စားဖြစ်ပါတယ်ဒါကတော့မိုးရင်းမှာအများဆုံးရနိုင်တဲ့ဘီဇက်ရွက်တွေပါသူ့ကိုရှာထုံရွက်လို့လည်းခေါ်ကြပါတယ်ငါးနဲ့ဆိုရင်ပို့ပြီးတော့လိုက်ဖက်ပါတယ်စားလိုက်လို့ရှိရင်ထုတ်လေးနဲ့အရန်ကိုစားကောင်းပါတယ်ဘီဇက်ရွက်လို့ခေါ်ပါတယ်ဘီဇက်ရွက်တွေကိုတေချာလေးရေးစေးထားပါတယ်ဆိုတော့စပြီးတော့ကြော်ပါတော့မယ်စီတက်ပါမယ်စီတွေကိုချက်သွန်ပြူအရင်ထည့်ပြီးတော့ကြော်ပါမယ်ပြီးရင်တော့စနေမှုန့်နည်းနည်းလေးထည့်ပါမယ်နက်မွေးလာတဲ့အထိခဏလေးကြော်ပါမယ်နည်းနည်းမွေးလာပြီဆိုရင်တော့ပစွန်လေးထည့်ပြီးတော့စီတက်ပါမယ်ပစွန်တော့နည်းနည်းကြာလေးစီတက်လိုက်ပါတယ်ပစွန်စီတက်နေတဲ့အချိန်မှာစားထည့်ပါမယ်ခင်းခတ်မှုထည့်ပါမယ်ပြီးတော့မျိုးလေးတောင်လေးထည့်ထားပါတယ်ပစွန်ချက်ပြီးဆိုတော့မှအရွက်လေးထည့်ပါမယ်အရွက်ကခဏလေးပဲချက်ဖို့လိုပါတယ်ကြာကြီးချက်စရာမလိုပါဘူးရှိတေရှာစေးအောင်စစ်ထားတဲ့ဘီဇက်ရွက်လေးတွေကိုထည့်ပြီးတာနဲ့ဖုံးလေးအုပ်ထားပါမယ်ရှင်ဖုံးလေးခဏဖွင့်ကြည့်လိုက်တော့ရေလေးနည်းနည်းလေးထွက်လာပါပြီဒါလေးကိုအရွက်နဲ့ပစွန်နဲ့ကိုတမအောင်စပြီးတော့ဝေပေးပါမယ်ရေမြများလေးစားရင်လည်းလို့ဆိုရင်တော့ရေနွေးလေးထည့်လို့ရပါတယ်အရွက်လေးတွေနုံသွားပြီဆိုရင်တော့စားလို့ရပါမယ်ရှင်ပြီးရင်တော့ငရုတ်ကောင်းမှုလေးနည်းနည်းလေးထည့်လိုက်ပါတယ်မိုးရသည်ဆိုတော့မိုးရသည်နဲ့လိုက်ဖက်အောင်လို့ငရုတ်ကောင်းမှုလေးငရုတ်ကောင်းနဲ့မှုေးလေးနဲ့အရေးဆက်လေးနဲ့စားပါမယ်ကဲပါဒါလေးကတော့ဘီဇက်ရွက်ပစွန်ဟင်းလေးပါအဆုံးထိကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်ရှင်ဈေးထဲမှာသွားပြီးတော့ဘီဇက်ရွက်တွေအများကြီးဒီချိန်မှာပေါ်ပါတယ်ဝယ်ပြီးတော့ရှက်စားကြည့်ကြပါနော်အားလုံးပဲအဆုံးထိကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်ရှင်